to us. So 40ကြာပြီးသွားတဲ့နောက်မှာကျွန်တော်တို့ဖခင်ရဲ့ကောင်းချီးကိုတကယ်ခံစားရလို့ဒီမှာရှိတဲ့တယောက်ချင်းစီတိုင်းကလည်းကျွန်တော်တို့အတွက်ဖခင်ပေးထားတဲ့ကောင်းချီးဖြစ်ပါတယ် Having a family here is a blessing. နောက်ဒီနေ့လည်းကျွန်တော်ရဲ့မိသားစုတွေကျွန်တော်လည်းအတူတကွရှိပေးတယ်ဒါလည်းဖခင်ကြီးကောင်းချီးပဲ Still ဖြ all စ်တယ် together and we are having a relationship together. It's a blessing. နောက်ပြီးတော့ကျွန်တော်တို့ဒီမှာအတူတကွရှိကြတယ်တန်းတဲ့ကြောက်နော်ဆက်ဆံရေးတွေတည်ဆောက်ကြတယ်ဒါလည်းဖခင်ကောင်းချီးပဲဖြစ်တယ် But actually, marriage is a practical demonstration of our relationship with God. ဒါတကယ်တော့အိမ်ထောင်ပြုတ်တယ်ဆိုတာကတဲ့ဖခင်နဲ့ကျွန်တော်တို့အဲမှာရှိရမယ့်ယဉ်နီးဆက်ဆံခြင်းအတွက်နမူနာပဲဖြစ်ပါတယ်တဲ့ We sacrifice our selfish life ကျွန်တော်တို့ရဲ့တကူကောင်းဆန်တဲ့ဘဝတွေကိုကျွန်တော်တို့ပေးဆက်တယ် to live God's way. ဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်လာတယ် But that way has much greater benefits. နော်အဲ့ဒီအရာတွေကကျွန်တော်တို့တကယ်ကိုအကျိုးရှိစေတဲ့အရာဖြစ်လာတယ် Especially after a long time, you feel God's blessing over your life. နှစ်ကြာနော်ရေရှည်ကြာသွားတဲ့ခါမှာနော်ကျွန်တော်တို့ရဲ့ပေးဆက်ခြင်းတွေကဖခင်ကျွန်တော်တို့ကိုပေးတဲ့ကောင်းချီးတွေဖြစ်လာတာဖြစ်တယ် And we talk about sacrificing in church, and it sounds like it's really difficult. နောက်ပြီးအသင်းတော်ထဲမှာလည်းကျွန်တော်တို့ကတန်းတဲ့တရားပေးဆက်ရမှာဖြစ်တယ်အဲ့လိုကြားရင်တော့ခက်ခဲတယ်လို့ထင်နိုင်ပါတယ် But actually, when we do it, it brings forgiveness. ဒါပေမဲ့နော်အဲ့လိုမျိုးကိုလုပ်တဲ့အခါမှာကျွန်တော်တို့အထဲမှာခွင့်လွှတ်ခြင်းတွေဘုရားသခင်တည်ပြီးလို့နော်ဖြစ်ထွန်းစေတယ် It brings love, it brings hope, ကျွန်တော်တို့တဲ့မျောလင့်ခြင်းတွေချစ်ခြင်းတွေဖြစ်လာစေတယ် purpose. နော်အရည်ရွယ်ချက်တွေ He promises to walk through life with us. ပြီးတော့ကျွန်တော်တို့အထဲကနေပြီးတော့မှတခြားသူတွေရဲ့ဘဝတွေအတွက်ဘုရားအလုပ်လုပ်လာတယ် He gives us joy and hope, ကျွန်တော်တို့အတွက်ဝမ်းမြောက်ခြင်းတွေမျောလင့်ခြင်းတွေဘုရားပေးတယ် and He leads us into our future. ပြီးတော့ကျွန်တော်တို့ကိုအဲ့အရာတွေကကျွန်တော်တို့ရဲ့အနာဂတ်ကိုခေါ်ဆောင်သွားပြီးတာဖြစ်တယ် And He will never leave us. အဲ့ဒါကိုပေါ့နော်သင်ဘတော်မှဆွတ်ခွာခြင်းတော့မှာဖို့ပါဘူး God doesn't divorce His people. တော့ဖခင်ကသူ့ရဲ့လူသားတွေနဲ့ပေါ့နော်သူဘတော်မှမကွဲပါဘူးမခွဲခွာပါဘူး And we all experience that, yes? နော်ထိုဖခင်ရဲ့ချစ်ချင်းမြတ်တာအားလုံးခံစားရရတယ်ဟော Amen? အာမင် It's a great salvation, but it comes at a cost. ဆိုတော့ယေရှုဖခင်ရဲ့ပေါ့နော်ကြီးမြတ်တဲ့ကယ်တင်ခြင်းကကြီးမားတဲ့အဖို့ခါနဲ့အတူတကွာရှင်တွဲလာတာဖြစ်တယ် It comes through a great sacrifice. ပြီးရင်ကြီးမားတဲ့ပေးဆက်မှုတွေလည်းပါဝင်တယ် So, you know, the Old Testament can be really confusing sometimes. There's just so much violence and death and strange stories about people. နော်ဆိုတော့ဓမ္မဟောင်းကျမ်းကိုကြည့်မယ်ဆိုရင်တော့ပေါ့နော်ဓမ္မဟောင်းကျမ်းထဲမှာပါဝင်တဲ့အရာတွေကကျန်တဲ့အရာတွေတက်ဖြတ်တဲ့အရာတွေကြည့်မယ်ဆိုလူတွေဦးနဲ့ဦးပေါ့နော်နည်းနည်းစက်ဖို့ကောင်းတဲ့အရာတွေပေါ်ပြထားတဲ့အရာတွေရှိတယ် It's actually about God's love for us. တကယ်တော့ပေါ့နော်အဲ့ဒါကလည်းပြောရှင်တာဒီရစ်မှုဆိုတာနဲ့ပတ်သက်ပြီးပေးဆက်တာနဲ့ပတ်သက်ပြီးပေါ့နော်ဒါပေမဲ့အဲ့ဒါပါလေဖခင်ရဲ့ချစ်ခြင်းမြတ်တာကိုပေါ်ဆောင်နေတဲ့အရာဖြစ်တယ် And actually, the Old Testament is all about God shouting to the world that someone's coming. နော်ဒါပေမဲ့တော့ဓမ္မဟောင်းတစ်လျှောက်လုံးကိုကြည့်မယ်ဆိုရင်လောကထဲမှာရောက်လာမဲ့သူတယောက်အကြောင်းကိုသူတို့ကကြိုတင်ပြောပြနေတာဖြစ်တယ် Someone's coming. နော်ဒီဆုံးပြောက်ကလာတော့မယ် It's going to bring restoration and true life. တဲ့တော့ကိုပြန်လဲတိဆောက်ခြင်းနဲ့စစ်မှန်တဲ့အသက်တာကိုပေးမှာဖြစ်တယ် All through the Old Testament. နော်ဒီဓမ္မဟောင်းချက်တစ်လျှောက်လုံးမှာတင်လို့မြင်နိုင်တယ် It starts back in Genesis. နော်ကပ္ပအောင်ကျမ်းကနေစပြီးတော့မှ But I forgot to give the verses to the team here, so we'll do that now. Genesis 3, verse 14 and 15. ကပ္ပအောင်ကျမ်းခန်းကြီး3အငယ်14 15ပေါ့သူတို့ဘာဖတ်ရအောင်ကပ္ပအောင်ကျမ်းခန်းကြီး3အငယ်14 15 We're gonna read it right I'll read it. Okay. My phone. I've got my phone. So Genesis 3, verse 14 to 15. ကပ္ပအောင်ကျမ်းခန်းကြီး3အငယ်14 15 And it says, So the Lord God said to the serpent, Because you have done this, cursed are you above all livestock and all wild animals. You will crawl on your belly, and you will eat dust all the days of your life. And I will put enmity between you and the woman, and between your offspring and hers. He will crush your head, and you will strike his heel.
Okay ကျွန်တော်မြန်မာလိုလည်းဖတ်ရအောင်နော်ထာဝရရှင်ဘုရားသခင်သည်မွေကိုခေါ်၍တင်းသည်ဤမှုကိုပြုသောကြောင့်တားရင်သားရဲ့အပေါင်းတို့ထက်ကျင်ချင်းကိုခံရ၏တင်းသည်ဝမ်းဖြစ်သွား၍မြေမုတ်ကိုတစ်သက်လုံးစားရမည်တင်းနှင့်မိန်းမကို၎င်းတင်း၏အမျိုးနွယ်နှင့်မိန်းမ၏အမျိုးနွယ်ကို၎င်းငါသည်ရန်ညိုးဖွဲ့စေမည်သူသည်တင်း၏ခေါင်းကိုကျိတ်လိမ့်မည်တင်းသည်လည်းသူ၏ဖနှောက်ကိုကျိတ်လိမ့်မည်ဟုမိန့်တော်မူ၏ Okay, so Adam and Eve had already eaten the fruit. အဲ့ဒီချိန်မှာကအာရနဲ့အေဝါကကမကောင်တီကိုစားပြီးနေပြီဖြစ်တယ် Supposedly an apple, နော်ပြောတာကတော့ပန်းသီးလို့တော့ပြောကြတယ် but I think it was a mango. It's worth it for a mango. ဆိုတော့ကျွန်တော်စိတ်ထင်ကတော့တရက်တီထင်တယ်တဲ့တရက်တီဆိုတော့ဒီမှာ Definitely not a durian. ငါတေချာတာတော့ဒူးရင်းသီးတော့မဟုတ်ဘူးတဲ့ What a waste of time. ငါဒူးရင်းသီးဆိုတော့သူကစားမှာ So Adam, God said, "What's going on?" Adam blamed Eve. Eve blamed the serpent, and everybody blamed God. ဖះကအာရန်ကိုပြီးတဲ့အခါမှာအာရန်ကအေဝါကိုပြစ်တင်တယ်အေဝါကမွေးကိုပြစ်တင်တယ်တနေ့ပြောက်ပြစ်တင်ကြတယ် And at that moment, everything changed. အဲ့ဒီအချိန်မှာအရာခတ်သိမ်းကပြောင်းလဲသွားတာဖြစ်တယ် Sin was unleashed into the earth, ကဘာပေါ်မှာအပြစ်တရားကဝင်ရောက်လာတယ် and with it came emotional pain, physical pain, အဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာတော့စိတ်ပိုင်းဆိုင်ရာနာကျင်ခြင်းတွေကိုယ်ခန္ဓာဆိုင်ရာနာကျင်ခြင်းတွေဖြစ်လာတယ် sorrow, ဝမ်းနည်းခြင်းတွေ loss of inner peace, ပြီးရင်အတွင်းထဲကငြိမ်သက်ခြင်းတွေဆုံးရှုံးသွားတယ် internal emptiness, ပြီးရင်အတွင်းထဲမှာဘောနော်ဟာတတာခန်းချောက်ခြင်းတွေဖြစ်လာတယ် distance from God. ပြီးရင်ဖျားနဲ့ဝေးလာတယ် Even when things are going well, we always feel it's just not quite right. ကိုယ့်အတွက်အရာခက်တဲ့အဆင်ပြေနေရင်တော့မှအတွင်းတနေရာမှာငါတို့ဒါအဆင်ပြေမနေဘူးဆိုတဲ့အရာတွေဖြစ်လာတယ် But immediately afterwards, God said, "I have a plan." ဒါပေမဲ့အဲ့ဒီအချိန်တွင်းမှာပဲဖျားကချစ်ချင်းပါပြောလဲသင်တို့အတွက်ငါမှာအချမ်းစီရှိတယ် Someone in the line of the woman is coming. နော်အမျိုးသမီးရဲ့အမျိုးနွယ်ကနေပြီးမှတစုံတရာလာမယ် He's going to come and crush the head of the serpent, the devil. အဲ့ဒီသူကလာပြီးတော့မှမွေရဲ့ခေါင်းကိုချိတ်မယ်စာရန်ရဲ့အလုပ်လုပ်တဲ့အရာတွေကိုသူဖြတ်စည်းမယ် He immediately says, "Someone's coming who's going to rescue you နော်တစုံတစ်ယောက်ကတင်တို့အတွက်လာမယ်အဲ့ဒီလူကတင်တို့ကိုကယ်ဆယ်လိမ့်မယ် and restore you ပြီးရင်တင်ကိုပြန်လဲပြီးတော့မှပြုတ်ပြင်တိဆောက်ပေး to မ the ယ် way you should be." တင်ဖြစ်တဲ့အတိုင်းတင်ဖြစ်လာအောင်တင်ကိုလုပ်ပေးမယ် And then we go on a bit further, and this is the story I want to concentrate on. Genesis 22, နောက်တဲ့နော်ဘောက်ချမ်းမှာဆက်ကြည့်မယ်ဆိုရင်နော်ဘောက်ချမ်းခန်းကြီး20နဲ့ verse 2 to 13. အငယ်1ကနေ73ဖြစ်တယ် This is an amazing story. ဒါလည်းတကယ်ကိုနော်ဖတ်ကြည့်မယ်ဆိုရင်တကယ်ပဲကောင်းမွန်တဲ့အကြောင်းအရာလေးဖြစ်တယ်ဘောက်ချမ်းခန်းကြီး20နဲ့အငယ်1ကနေ73 It's about Abraham. ဒါအာဗြဟံရဲ့အကြောင်းဖြစ်တယ် And God said to Abraham, "Take your son, your only son whom you love, Isaac, and go to the region of Moriah. Sacrifice him there as a burnt offering on a mountain I will show you." Early the next morning, Abraham got up, loaded his donkey, took with him 2 of his servants and his son Isaac, and when he had cut enough wood for the burnt offering, he set out for the place God had told him about. On the third day, Abraham looked up and saw the place in the distance. He said to his servant, "Stay here with the donkey while I and the boy go over there. We will worship and then we will come back to you." Abraham took the wood for the burnt offering and placed it on his son Isaac, and he himself carried the fire and the knife. As the two of them went on together, Isaac spoke up and said to his father Abraham, "Father." "Yes, my son," Abraham replied. "The fire and wood are here," Isaac said, "but where is the lamb for the burnt offering?" Abraham answered, "God himself will provide the lamb for the burnt offering, my son." And the two of them went on together. When they reached the place God had told him about, Abraham built an altar there and arranged the wood on it. He bound his son Isaac and laid him on the altar on top of the wood. Then he reached out his hand, took the knife to slay his son. But the angel of the Lord called out to him from heaven, "Abraham, Abraham." "Here I am," he replied. "Do not lay a hand on the boy," he said. Do not do anything to him. Now I know that you fear God because you have not withheld from me your son, your only son. Abraham looked up, and there in a thicket he saw a ram caught by its horns. He went over and took the ram and sacrificed it as a burnt offering instead of his son.
Okay အဲ့ဆိုတော့ကျွန်တော်တို့လည်းဒီကဖတ်ရအောင်ခန်းငယ်နှစ်ကနေ73ထိဖြစ်ပါတယ်တင်ဒီအလွန်ချစ်တော်တယောက်ဒီတော်သားအိဇက်ကိုယူ၍မောရိပြည်သို့သွားတော့ငါပြလက်တန့်သောတောင်ပေါ်မှာသူ့ကိုမီးရှို့ရာရစ်ပြူ၍ပူဇော်လို့ဟုမိန့်တော်မူ၏အာဗြဟံသည်နဲ့စောစောထား၍မြဲကိုကုန်းနှီးတင်ပြီးလေမိမိသားအိဇက်နှင့်ငယ်သားနှစ်ယောက်ကိုခေါ်၍မီးယေရှုစရာချင်းကိုခွဲပြီးမှဖျားသခင်မိန့်တော်မူသောအရက်သို့ထသွားလေ၏သုံးရက်မြောက်သောနေ့၌မျှော်ကြည့်၍ထိုအရက်ကိုအဝေးကမြင်လေငယ်သားနှစ်ယောက်ကိုအားတင်တို့သည်ဤရက်၌မြင်းနှင့်အတူနေရကြတော့ငါသည်သားနှင့်အတူထိုအရက်သို့သွား၍ကိုးကွယ်ခြင်းကိုပြုအပ်ထိုအမှုပြီးမှတင်တို့စီသို့ပြန်လာအောင်မည်ဟုဆိုလေ၏ထိုအခါယေရှုစရာချင်းကိုယူ၍သားဣဇက်အပေါ်မှာတင်ပြီးလေမိနှင့်ဓာကိုမိမိလက်၌ကန်လျက်နှစ်ယောက်အတူသွားကြ၏သွားကြစဉ်တွင်ဣဇက်သည်အဘအာဗြဟံကိုအဘဟုခေါ်လင်ငါသားငါရှိ၏ဟုထူလေ၏ဣဇက်ကလည်းမိပါ၏ထင်းလဲပါ၏ယေရှုစရာဖို့တိုးတငယ်သည်အဘဲမှရှိသည်ဟုမေးလင်အာဗြဟံကငါသားယေရှုစရာဖို့တိုးတငယ်ကိုဖျားသခင်သည်မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟုဆိုလေ၏ထိုသောနှစ်ယောက်အတူသွား၍ဖျားသခင်မိန့်တော်မူသောအရက်သို့ရောက်ကြသောအခါအာဗြဟံသည်ယစ်ပလင်ကိုတီ၍ထင်းကိုခင်းပြီးလင်သားဣဇက်ကိုချီနှောင်၍ယစ်ပလင်၌ထင်းပေါ်မှတင်ထား၏မိမိလက်ကိုဆန့်၍သားကိုတတ်ခြင်းကဓာကိုကန်ယူလေ၏ထိုအခါထာဝရဘုရား၏ကောင်းကင်တမန်သည်အာဗြဟံအာဗြဟံဟုကောင်းကင်ဘော်ကခေါ်လေ၏အာဗြဟံကအကျွန်ုပ်ရှိပါ၏ဟုရှောက်လေထိုလူလင်ကိုမတိမခိုင်နေအလင်းမပြုတ်နေတင်ဒီဘုရားသခင်ကိုကြောက်ရွံ့သည်ဟုယခုငါသိ၏အကြောင်းမူကားတင်ဤသားတင်၌တယောက်ဒီသောသားကိုငါတောင်း၍တင်ဒီငါကိုမငင်းဟုမိန့်တော်မူ၏ထိုအခါအာဗြဟံသည်မျှော်ကြည့်၍မိမိနောက်မှခြုံပုတ်၌ချိုးညက်လျက်ရှိသောသိုးကိုမြင်လေထိုသိုးကိုသွား၍ယူပြီးလေမိမိသားကိုစားမီးရှို့ရစ်ပြု၍ပူဇော်လေ၏အာမင် အချင်းရှိပါသေးတယ် So Abraham and Sarah never had a child. အာဗြဟံနဲ့ဆာရာမှာပေါ့နော်သူတို့မှာသားသမီးတရားမှမရှိဘူး And then when they get to 90 years old, God promises them a son. သူတို့အသက်60ရောက်မှပဲဘုရားကသူတို့ကိုသားပေးမယ်ဆိုပြီးဂရုတော်လာတယ် And then Isaac's born. အဲ့ဒါနဲ့ပဲဣဇက်မွေးလာတယ် After 100 years of waiting, God answers their prayer. ဒါနှစ်ပေါင်း100လောက်စောင့်ခဲ့ပြီးမှပဲသူတို့ရဲ့ဆုတောင်းတဲ့ကိုဘုရားကအဖြစ်ပေးတယ် He's their only son that's going to carry on the family name. သူတို့မှာတူရီတော်သားဖြစ်တယ်သူတို့မိသားစုရဲ့နာမည်ကိုဆက်လက်တည်ဆောင်ပေးမှဒီသားလေးတစ်ယောက်ပဲဖြစ်တယ် But then God speaks to Abraham. ဒါပေမဲ့အဲ့ချိန်မှာဘုရားကအာဗြဟံကိုစကားပြောတယ် And doesn't that happen a lot? sorry Doesn't that happen a lot? ဘုရားသူ့ကိုဓာတ်ရိုက်စကားပြောတာတိတ်မရှိပါဘူး We're all comfortable. Everything's just how we like it. And then God says something. ကျွန်တော်တို့တဲ့အရာခက်တိုင်းကအဆင်ပြေတယ်တတရှိတဲ့အချိန်မှာဘယ်ကိုအဲ့လိုမျိုးအချိန်လေးဆိုရင်ဘုရားခင်တင်တို့စကားပြောတယ် I want you to go and do this. နောက်တင်ကိုဒီဟာလုပ်ဖို့ရန်အတွက်ငါလိုရှိတယ်လို့ပြောတယ် Go and do that. You just get comfortable and then God says, I want you to go and do that. နော်ဘုရားခိုင်းတဲ့ဟာတစ်ခုကိုလုပ်လို့ဒီအဆင်ပြေပြီဆိုတဲ့အချိန်ဆိုဘုရားကကဲနောက်တစ်ခုကိုသွားလုပ်ခိုင်းတယ်အမနောက်တနေရာမှာတင်လုပ်သွားလုပ်တာ But God says to him, after all of what's happened, he says, take your son, go and walk for 3 days to a mountain where you're going to sacrifice your son Isaac, your one and only son. ဆိုဘုရားခိုင်းတဲ့ဟာတွေကိုအာဗြဟံလုပ်ခဲ့ပါတယ်အဲ့ဒီလုပ်ခဲ့ပြီးတဲ့နောက်မှာကိုဘုရားကသူ့ကိုဗာထက်ခိုင်းသေးလေဆိုတော့သူ့မှာတူဒီတော့ရှိတဲ့သားလေးကိုခေါ်ပြီးတော့မှ3ရက်တိုင်အောင်လမ်းလျှောက်ပြီးတော့မှဘုရားသခင်ခိုင်းတဲ့နေရာမှာသွားပြီးတော့မှသူ့သားကိုရစ်ပူဇော်ဖို့ရန်အတွက်ဘုရားကအာဗြဟံကိုခိုင်းခဲ့တာဖြစ်တယ် And Abraham said, okay. အဲ့မဲ့အချိန်မှာအာဗြဟံကပြောလဲဟုတ်ကဲ့ He didn't tell anyone, didn't tell his son, didn't tell his wife. အဲ့သူဘယ်သူမှမပြောဘူးသူ့သားကိုလည်းမပြောဘူးသူ့မိန်းမကိုလည်းမပြောဘူး He knew how it works. Told his wife, God told me to take our son to sacrifice him. The wife said, no way. သူသိတယ်တဲ့တကယ်လို့များပေါ့နော်သူ့မိန်းမစီသွားပြီးတော့မှဆာရာဖះငါတို့ငါသားလေးတောင်းနေပြီလို့ပြောခဲ့ရင်တော့ဆာရာတေချာပေါ့ပြောမှဖြစ်တယ်မဖြစ်ဘူးငါသားတော့မပေးနိုင်လို့မိန်းမကပြောမှဖြစ်တယ် You go on to staying here. ဆိုတော့နော်ဘူးဆိုချင်းဒီမလေးနင်သွားဘူးဆိုတော့နော်ငါသားငါနဲ့ရှိရမယ်ဆိုပြီးမိန်းမကပြောမှာပဲ But Abraham doesn't say anything. He just says, okay, let's go. ဆိုတော့ကမှအာဗြဟံကဘုရားစကားကြားတယ် okay သွားကြမယ်ဆိုပြီးတော့မှလှုပ်ဆောင်ခဲ့ I'm တယ် sure he was distressed. His one and only son, he had to go and sacrifice. သူပြောတယ်ဆိုပေမဲ့သူတက်ကတော့ပူပန်စရာတွေရှိမှာပဲဘာလို့လဲဆိုတော့သူ့ရဲ့တူဒီတော့သားကိုသူသွားပြီးတော့မှရစ်ပူဇော်ရတော့မှဖြစ်တယ် And so they set out. And
For 3 days, he was thinking, what's God up to? ဆိုတော့သူတို့စတင်ခရီးနေတာနဲ့3ရက်လုံးမှာနော်အာဗြဟံစဉ်းစားနေမှာပဲဘာတွေဖြစ်လာမှာလဲ And they climbed the mountain, and even Isaac's getting a bit suspicious. တန်ဖိုးတဖြည်းဖြည်းတက်လာတဲ့ခါမှာဣဇက်ကတော့မှတဖြည်းဖြည်းနဲ့နော်သူမှမိကုန်းနေမယုံတင်တာတွေစလာတယ် He says, Dad, he said, we're doing a sacrifice. Like, where is the sacrifice? နော်ဣဇက်ကမေးတယ်အဖေကျွန်တော်တို့ရစ်ပူဇော်ဖို့သွားတယ်ဆိုပြီးတော့မှဘယ်မှာလဲရစ်ပူဇော်မဲ့အကောင်လည်းမပါလာဘူး Abraham doesn't say much, just says, God will provide. ဒါပေမဲ့အာဗြဟံကလည်းအများကြီးပြန်မပြောပါဘူးဖခင်သခင်ထောက်ပံ့ပါလိမ့်မယ် But then Abraham ties him to the altar. ပြီးတော့ဘာလုပ်လဲအာဗြဟံကရစ်ပလင်တီဆောက်ပြီးတော့မှသူ့သားကိုခြီးပြီးတော့မှရစ်ပလင်ပေါ်တင်လိုက်တယ် And then Isaac's starting to understand, နော်အဲ့ချိန်မှာဣဇက်ဘယ်လိုနားလဲနေမလဲ but it doesn't look good for him. နော်ဒါပေမဲ့သူ့တက်ကတော့နော်ရစ်ပူဇော်မဲ့ပလင်ပေါ်မှာသူနော်ကျိုးချီပြီးတက်လိုက်ရတဲ့အခါမှာသူ့တက်တော့အဆင်ပြေမှာမဟုတ်ဘူး But then Abraham stands above Isaac, raises a knife to kill his only son. ဆိုတော့ခါမှာနော်သူ့သားကိုရစ်ပလင်ပေါ်တင်ပြီးတာနဲ့သူကဓာတ်ကိုယူပြီးတော့မှသူ့သားကိုရစ်ပူဇော်ဖို့ရန်အတွက်ဓာတ်ကိုရွေလိုက်တဲ့ချိန်မှာ And just at the last second, God says, stop. နော်နောက်ဆုံးစက္ကန့်လေးအတွင်းမှာပဲဖခင်ကပြောတယ်ရက်လိုက်တော့ He said, I've got a sacrifice for you. There's a sheep over there. I want you to do တင်း use ကျွ that. ရစ်ပူဇော်ဖို့ရစ်ပူဇော်ဖို့ရန်အတွက်ခုခြုံပုတ်လေးထဲမှာသူရှိတယ်အဲ့ဒီသူကိုပူဇော်ပါ Leave your son alone. နော်တင်သားကိုပြန်ပြီးလွတ်ပေးလိုက်ပါ So then Abraham travels another 3 days back home. နော်ပြီးတော့အာဗြဟံက3ရက်ပြန်ပြီးတော့မှနော်သူ့အိမ်ပြန်ဖို့3ရက်အချိန်ပြန်ယူရတယ် And so he's thinking, I've been traveling for 6 days now thinking about my son being killed. ဆိုတော့သူစဉ်းစားမယ်အသွားပြန်3ရက်6ရက်ပြီးတဲ့အခါမှာငါသားကိုနော်တက်ပြီးပူဇော်ဖို့ရန်အတွက်ဒီခီးစဉ်ကိုငါသွားခဲ့ပါလားသူစဉ်းစားမိတယ် I've had this pain inside me. ငါအတွက်ဒီနာကျင်ခြင်းတွေကငါအထဲမှာရှိတယ် I have to sacrifice my son. နော်ကိုရဲ့သားကိုနော်ပူဇော်ဖို့ရန်အတွက်သူ့မှာလှုပ်ဆောင်ရတယ် And after all that, at the last second, God said, don't. သူပူဇော်ဖို့နောက်ဆုံးအချိန်ရောက်မှပဲဘုရားကမပူဇော်နဲ့တော့ဆိုပြန်ပြောတယ် And what's God up to? ဆိုတော့အဲ့ဒါဘာဖြစ်သွားတာလဲ But I believe God was saying something very loud and very clear. ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ယုံကြည်တယ်ဘုရားသခင်ကျွန်တော်တို့ကိုရှင်းရှင်းလင်းလင်းပြောချင်နေတဲ့စကားကတော့ God was sharing something deep, something personal with Abraham. ဘုရားကအာဗြဟံနဲ့တူတကယ်ကိုနှက်ဆိုင်တဲ့အရာကိုဘုရားကသူနဲ့မျှဝေချင်တာဖြစ်တယ် He was saying for the pain of life, for restoration, there has to be a sacrifice. ဆိုတော့ကိုယ့်ရဲ့အသက်တာထဲမှာနော်ပြန်လည်ပြီးတော့မှပြန်လည်ပြုပြင်ခြင်းတည်ဆောက်ခြင်းရှိစေဖို့ရန်အတွက်ကိုယ့်ရဲ့နာကျင်ခြင်းတွေနဲ့ပေးဆက်ရတဲ့အရာတွေရှိတယ်ဆိုတာကိုဘုရားကပြောချင်တာဖြစ်တယ် But Abraham, it's not your son that has to die. အဲ့ခါမှာဘုရားပြောချင်တာနှစ်သားကတည်ရမှာမဟုတ်ဘူး It's my son. ဒါကငါသားဖြစ်တယ် You've been distressed for 3 days thinking that your son's going to die. ဒါပေမဲ့အာဗြဟံက3ရက်လုံးသူ့သားဆိုပြီးတော့မှသူ့သားကိုသူရစ်ပူဇော်ရမယ်ဆိုပြီး तू ကနာကျင်နေတာ I've been feeling the pain of thousands of years waiting, knowing that my son's going to be killed on a cross. ဆိုတော့နှစ်ပေါင်းလဲ100ကျော်တယ်ပြီးတော့ကလေးမွေးလာပြီးကြာပြီးတော့လဲနောက်ဆုံးပြီးဒီကလေးကိုပူဇော်ရဖို့အထီကိုကျွန်တော်စောင့်စားပြီးတော့မှနာကျင်ရတဲ့အရာတွေရှိရလို့အာဗြဟံထင်ပဲ Your son had to carry the wood up the mountain to the altar. ပြီးတော့မင်းရဲ့သားကတော့ထင်းကိုသေးပြီးတော့မှတောင်ပေါ်တက်ပြီးတော့မှရစ်ပလင်စီသွားရတယ်လို့မင်းထင်မယ် My son's going to have to carry his cross. နော်အဲ့လိုမျိုးပဲငါရဲ့သားကလည်းလက်ဝါးကားတိုင်းကိုထမ်းပြီးတော့မှနော်ကုန်းပေါ်တက်ရတာဖြစ်တယ် To be sacrificed. ဘာအတွက်လဲပေးဆက်ဖို့ဖြစ်တယ် He's the Lamb of God that's going to be sacrificed. နော်ကျွန်တော်တို့အတွက်ပေးဆက်ပူဇော်ခံတာကတော့ဖယားရဲ့သားတော်ဖြစ်တယ် Once again, God was shouting, someone's coming. ပြီးရင်ဖယားကပဲပြောလဲကျွန်တော်တက်တစ်စုံတောက်တော်သူလာမယ် But he wasn't just sharing his plan, he was sharing his pain. အဲ့ဒါကဖယားကကျွန်တော်တို့ကိုသူမျှဝေနေတာပဲမဟုတ်ပဲねဒါသူ့ရဲ့နာကျင်ခြင်းတွေဖြစ်တယ် The plan was that Jesus would come and live amongst us. ယေရှုကလောကထဲကြွလာပြီးတော့မှကျွန်တော်တို့နဲ့နော်လူသားတွေနဲ့အတူကနေထိုင်တယ် But he would die on the cross to pay for our sins, for our crimes. ကျွန်တော်တို့ရဲ့အဖြစ်တွေအတွက်ကျွန်တော်တို့လုပ်ခဲ့တဲ့မိုက်ပြစ်တွေအတွက်ယေရှုခရစ်တော်ဘုရားကလောက်ဝါကားတိုင်းမှာအသေးခံတယ် But also to bring us true life. အဲ့ဒါကဘာလဲကျွန်တော်တို့ကိုစစ်မှန်တဲ့အသက်ရဖို့ရန်အတွက်ဖြစ်တယ် God feels that pain.
his loss. ဖယားကလည်းသူ့သားကိုသူပေးတဲ့အခါမှာသူ့ရဲ့နာကျင်ခြင်းတွေနဲ့ပေးဆက်ပြီးတော့မှကျွန်တော်တို့ကိုပေးခဲ့တာဖြစ်တယ် The Old Testament's full of stories that point towards Jesus coming. ဓမ္မဟောင်းကျမ်းမှာရှိတဲ့เนาะကျမ်းပုံပြင်တွေအကြောင်းအရာတွေအားလုံးကယေရှုကြွလာမယ်ဆိုတဲ့အရာကိုเนาะညွှန်ပြနေတာဖြစ်တယ် That's why there's so much violence in the Old Testament, because the devil was right there in the beginning when he heard that someone's coming, and he tried to put a stop to it. He tried to kill off the family line. ဒါကြောင့်မို့ဓမ္မဟောင်းမှာကြည့်မယ်ဆိုရင်တော့နတ်ဆိုးကယေရှုကြွလာမယ်ဆိုတာသိတဲ့အတွက်ကြောင့်မို့ယေရှုကြွလာမယ်မျိုးရိုးစင်ဆက်တွေကိုသူကထက်လို့ဖြစ်စီလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဓမ္မဟောင်းကျမ်းကိုဖတ်မယ်ဆိုရင်စိုးရတဲ့အရာတွေတက်ဖြတ်တဲ့အရာတွေစမ်းတဲ့အရာကိုပဲသင်မြင်နေရမှာဖြစ်တယ် There's so much spiritual warfare going on because of the devil trying to destroy God's people while God was trying to save them. ပြီးတော့ဝိညာဉ်တိုက်ပွဲနဲ့ဆိုင်တဲ့အရာတွေကိုလည်းအများကြီးတွေ့ရမှာဖြစ်တယ်ဘာလို့လဲဆိုတော့မာနဟာယေရှုကြွလာမှာကိုသူမလို့ရှင်လို့ဖြစ်တယ် You see, the freedom that we have from sin, တော့ကျွန်တော်တို့အပြစ်တရားတွေကနေလွတ်မြောက်လာတဲ့ဒီလွတ်မြောက်ခြင်းနော် the joy that we have, the hope that we have, ကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းရရှိနေတဲ့အရာတွေဟာ the reason we meet here together every Sunday. ဒီအပတ်စဉ်ကျွန်တော်တို့တနင်္ဂနွေနေ့တိုင်းတွေ့ဆုံရနေတဲ့ရည်ရွယ်ချက်အကြောင်းရင်းတွေဟာ It comes at a cost. အဲ့ဒီအရာအားလုံးကအဖို့ခတ်ပြီးမှရလာခဲ့တဲ့အရာတွေဖြစ်ပါတယ် The cost is the Son of God died for us. အဲ့ဒီအဖို့ခတ်ကဘာလဲဆိုတော့ဖခင်ရဲ့တပါးတူတော်သားတော့ကျွန်တော်တို့တက်ကားတိုင်းမှာအသေးခံပေးခဲ့ခြင်းဖြစ်တယ် Just want to share with you a dream that I had at some stage, and I think I've shared this before, but it goes with the sermon, so I'm doing it again. ဆိုတော့ဘောနော်ကျွန်တော်မှတ်ခဲ့တဲ့အိမ်မက်လေးကိုပြန်ပြီးတော့မှဝေမျှခြင်းနဲ့ဒီမှာကျွန်တော်တစ်ခေါက်ပြောပြပြီးဘူးသားဖြစ်မယ်ပေါ့နော် So at the time, 30 years ago, we were a Bible college. နော်လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကကျွန်တော်တို့နော်ကျမ်းစာကျောင်းတက်နေစဉ်ချိန်မှာ And we had 3 sons, so we're looking after them. We're going to Bible college. We're doing work as well. We're running a youth group. ကျွန်တော်မှာသား3ယောက်ရှိတယ်သား3ယောက်ကိုကြီးရှိပြုစုတယ်အလုပ်လုပ်တယ်ဖခင်เจ้าမှာလည်းစက္ကအစီခံတယ်ကျွန်တော်တို့ပေါ့နော်နေရာတိုင်းမှာအလုပ်လုပ်နေ So we're really busy, but we looked really spiritual because we're doing all this good stuff. ကျွန်တော်တို့ကိုကြည့်မယ်ဆိုရင်အရန်အလုပ်ရှုတဲ့အတွက်ကြောင့်လို့ပေါ့နော်အရန်ဝိညာဉ်နဲ့ပြေဝပြီးတော့မှကောင်းမွန်တဲ့အရာတွေကိုလုပ်နေတယ်လို့မြင်နိုင်ပါတယ် But inside, I was losing focus on God. ဒါပေမဲ့ကျွန်တော်အထဲမှာကြတော့ဖခင်နဲ့ဝေးနေတယ်ဖခင်ကိုအာယုံမပြုတ်နိုင်ဘူးဆိုတဲ့အရာကိုကျွန်တော်ခံစား I ရတယ် drifted away. I just was doing a Bible college course, but I was just didn't have that relationship with God anymore. ကျွန်တော်ကျမ်းစာကြောင်းတက်နေတယ်ဆိုပေမဲ့လည်းကျွန်တော်ကအထဲထဲမှာတဖြည်းဖြည်းနဲ့ဖခင်နဲ့ဝေးဝါးပြီးတော့မှကျွန်တော်အထဲထဲမှာဖခင်ရဲ့ဝိညာဉ်မရှိဘူးဖြစ်လာတယ် Then one night I had a dream, အဲ့ဒါနဲ့တညမှာကျွန်တော်အိမ်မက်မှတ်တယ် and where we lived, we were about 500 meters away from the kids' school. ကျွန်တော်တို့နေတဲ့နေရာကကျွန်တော်တို့တိုင်းတက်တဲ့ကျောင်းနဲ့ပေါ့နော်900ကီလိုမီတာလောက်ဝေးกว่าတယ် So they would walk there and back usually. Sometimes we'd go down and meet them and walk back with them home. နော်တခါလေသားတွေကကိုယ့်ဘာကိုအိမ်ပြန်လာရှိတယ်တခါတည်းကျွန်တော်တို့သွားချုပ်ပြီးအိမ်ကိုတူတူပြန်လာကြတယ် And I dreamt this night that I started walking towards the school to pick up our kids. ဆိုတော့တညမှာကျွန်တော်အိမ်ဘာလို့အိမ်မက်လဲဆိုတော့ကျွန်တော်သားတွေကိုကျောင်းကိုသွားချုပ်မယ်ကျိုးကျွန်တော်လုပ်နေတာကိုအိမ်မက်တယ် And I was walking, I was about 100 meters away from the entrance to the school. ဆိုတော့ကျောင်းကိုဝင်ဖို့ရန်အတွက်100ကီလိုမီတာအကွာမှာကျွန်တော်ရှိနေတယ် And there was no one else around. ပြီးတော့အဲ့နာမှာဘယ်သူမှလည်းမရှိဘူး And all of a sudden, my son came out of the school ground onto the footpath. ပြီးတော့ကျွန်တော်သားကပေါ့နော်ဒီရုပ်တရက်ပေါ့နော်အဲ့ဒီလမ်းမှာပေါ်လာတယ် Sorry, Sam, it was Ben. အိမ်မက်ထဲမှာတော့သူသားဗန်တဲ့ And Ben was in grade 1, I think, at the time, and he needed school uniform, and so he stepped out, and kids at that age in school uniform look really cute. အဲ့တော့ဆိုရင်ပေါ့နော်သူသားကတန်းရွယ်ပဲရှိသေးတယ်ပေါ့နော်ကလေးငယ်လေးဖြစ်တယ်အကြောင်းဝတ်စုံလေးနဲ့ချစ်စရာကောင်းတဲ့ကလေးရွယ်ပေါ့ And I looked at him, and I thought, yeah, my son. I just felt the emotion of love. နော်အိမ်မက်ထဲမှာကျွန်တော်သားကိုတွေ့ရတာမှာဟာဒါငါသားပဲဆိုပြီးတော့မှသားကိုချစ်တယ်နော်မေတ္တာတွေနဲ့ကျွန်တော်ထဲမှာပြည့်နေတယ် And I kept walking towards him. အဲ့နဲ့သူ့စီကိုကျွန်တော်တဖြည်းဖြည်းလမ်းလျှောက်သွားတယ် But then out of nowhere, about 7 or 8 older teenagers, early 20 guys came out and stood around him. အဲ့ဒါနဲ့
လည်းပဲပေါ့နော်အိမ်မက်ထဲမှာပေါ့နော်ရုတ်တရက်ပဲသူ့သားရဲ့ဘေးနားမှာ9နှစ်10နှစ်အရွယ်ပေါ့နော်ကလေးအကြီးတွေကသူ့သားနာကိုဝိုင်းသွားတာကိုမြင်တယ် And they started shouting at him and pushing him. ပြီးတော့အဲ့ကလေးတွေကသူ့သားကိုအော်ပြီးတော့မှတွန်းတာကိုမြင်ရတယ် And I thought, this is not good, so I sort of pick up the pace a little bit. အဲ့ဒါဟာဒါဆိုတော့မဖြစ်သေးဘူးဆိုမှသူခက်တွတ်လမ်းလျှောက်တယ် And then they started punching him and kicking him. ပြီးတော့နော်သူ့သားကိုထိုးတယ်ခြေထောက်တွေနဲ့ကန်တယ် And they knocked him to the ground, and I could see blood coming out of his face. နောက်ပြီးတော့သူ့သားကနော်လဲကျသွားပြီးတော့မှပေါ့နော်သွေးတွေထွက်ပြီးတော့မှလဲသွားတာကိုမြင်တယ် And then I started running as fast as I could. အဲ့ဒါနဲ့ပဲကျွန်တော်ပေါ့နော်တက်နိုင်တော့မြင်ပြေးသွားတယ် And they just kept kicking him and kicked him into the gutter, the side of the road, side of the footpath. နော်တဖြည်းဖြည်းနဲ့ကန်ရင်နဲ့ရှောင်းလန်းပေးနာတွေမှာလမ်းပေးနာကိုကျသွားတယ် And I come running into these guys, and I suddenly had learnt to be a ninja. ဆိုတော့နော်ကျွန်တော်မြင်ပြေးတော့မှနော်ရုပ်တရက်ကြီးနင်ဂျာတယောက်တောင်ဖြစ်သွားလို့ပဲမြင်သွားတယ် And I just smashed these guys. They're all laying all over the footpath everywhere, unconscious. ပြီးတော့နော်သူအိမ်မက်ထဲမှာပေါ့ကလေးတွေကိုသူထိုးတယ်ကလေးတွေအဝေးကိုလွင့်သွားတယ် It was a dream. အိမ်မက်နော်အပြင်မှာတကယ်မဟုတ်ဘူး But then I looked around and saw my son lying in the gutter. နောက်ပြီးစားရင်နော်ကျွန်တော်သားလေးလေးကြနေတဲ့သားကိုကျွန်တော်တွေ့ And တဲ့ I အခါ reached မှာ down and picked him up. နော်ကျွန်တော်သားလေးကိုကျွန်တော်ပွေ့ချီလိုက်တယ် And I couldn't tell whether he was dead or alive. နော်ကျွန်တော်သားလေးအသက်ရှင်နေတာလားတည်နေတာလားတော့ကျွန်တော်ခွဲခြားလို့မရတော့ So I just started running up the road with him in my arms, and I'm just calling out for help. ဘူးကျွန်တော်သားလေးကိုချီပြီးတော့မှလမ်းမဘက်ကိုပြေးလာပြီးတော့မှအကူကြီးတောင်းပြီးကျွန်တော်អော်နေတယ် And then I woke up. အဲ့ချိန်မှာကျွန်တော်နိုးလာတယ် And it just really affected me. It's like one of those dreams where when you wake up, you think it's real. အိမ်မက်ကဘယ်လောက်တောင်မှတကယ်ကိုနော်ဖြစ်လဲဆိုတော့ကျွန်တော်နိုးလာတာတော့မှမသိတကယ်ဖြစ်ခဲ့တယ်လို့ပဲကျွန်တော်ခံစားရတယ် And all of a sudden, just in my heart, I just felt the pain of, oh no, I've lost my son. ရုပ်တရက်တော့ကျွန်တော်နှလုံးသားထဲမှာနာကျင်လာတယ်ငါသားအောင်ငါဆုံးရှုံးလိုက်ရတယ် But then I realised it was just a dream. တော့ဒါပေမဲ့ကျွန်တော်သတိရလိုက်တာတော်သေးတယ်ဒါအိမ်မက်ဖြစ်နေ But တ it ယ် was just so strong and powerful. I just laid on the bed, looking at the roof, and eyes wide. အိမ်မက်ကတော့ဘလောက်တောင်မှပြင်းထန်လဲဆိုတော့ကျွန်တော်အိမ်ရပေါ်မှာလဲပြီးတော့မှမျက်လုံးပြိုးပြီးတော့မှဘာမှတော့မလုပ်နိုင်တော့နာကျင်ပြီးခံစားနေရတယ် It was such a powerful dream. နော်တကယ်ကျွန်တော်တကယ်ကိုနာကျင်စေတဲ့အိမ်မက်ဖြစ်ခဲ့တယ် But then God spoke to me. ဒါပေမဲ့အဲ့အချိန်မှာပဲဖခင်ကကျွန်တော်ကိုစကားပြောပါတယ် It was really loud, but maybe not audible in the natural, but in my head it was really loud. အဲ့အချိန်မှာဖခင်ကကြီးသောအသံနဲ့ကျွန်တော်ကိုစကားပြောတယ် And God said, have you ever lost a son, Phil? sorry Have you ever lost a ဆို son? တော့ဘောနော်သူ့ကိုမေးတယ်နင်းဘဝမှာနင့်သားအောင်နေဆုံးရှုံးဘူးလား He said, I have. ငါဘဝမှာငါသားငါဆုံးရှုံးဘူးတယ် He said, unlike you, I didn't come in and destroy everybody and ဒါပေမဲ့မင်းနဲ့မတူတာကားတဲ့ငါသားကိုဆုံးရှုံးရပေမဲ့မင်းလိုမျိုးသွားပြီးတော့မှကိုယ့်သားကိုတိုက်ခိုက်တဲ့လူကိုငါပြန်ပြီးမတိုက်ခိုက်ခဲ့ပါဘူးတဲ့ he said, I stood back and watched as they kicked, as they beat my son. ငါလေတော့ကငါသားကိုလူတွေတော့ရိုက်နဲ့ထိုးကြိတ်နေတာကိုငါဒီတိုင်းပဲကြည့်နေခဲ့ရတာဖြစ်တယ် I watched them spit on him, ပြီးတော့ငါသားကိုစတွေးထွေးတာလည်းငါမြင်ခဲ့ရတယ် and I watched them nail him to a cross and hang him. ပြီးတော့ကားတိုင်းမှာတန်နဲ့ရိုက်ထားပြီးတော့မှကားတိုင်းမှာချိတ်ဆွဲထားတာကိုလည်းငါမြင်ခဲ့ရတယ် And he said, I didn't do anything. ဒါပေမဲ့ငါဘာမှမလုပ်ခဲ့ရပါဘူး And he said, do you know why I did that, Phil? အဲ့ဒါနဲ့ feel တဲ့ဒါကိုငါဘာလို့လုပ်လဲဆိုတာမင်းသိလား He said, because I love you. ဘာဖြစ်လို့လဲဆိုတော့မင်းကိုငါချစ်လို့ဖြစ်တယ် And it's like, my eyes are just bulging out of my head because it's just such a powerful word. ငါအဲ့ခါမှာသူ့ရဲ့အသက်တာမှာတကယ်ကိုတကိုးနဲ့ပြည့်တဲ့ဖခင်ရဲ့စကားပြောခြင်းကိုသူခံစားရတယ် And then God shouted. ပြီးတော့ဖခင်ကထပ်ပြီးတော့မှကျေတော်အတန်နဲ့ပြောတယ် Again, I don't think it was audible, but it was really, really loud in my head. နော်ကျွန်တော်ရဲ့အတွင်းထဲမှာပေါ့နော်ဖခင်စကားကိုတကယ်ရှင်းရှင်းလင်းလင်းနဲ့ကြည်ကြည်လန်းလောင်းကျွန်တော်ကြားလိုက်ရတယ် And God said, how dare you ignore my son? အဲ့ဒါဖခင်ကပြောတယ်နင်ဘာဖြစ်လို့ငါရဲ့သားကိုနင်နော်ပေါ့နော်မထီမဲ့မြင်ပေါ့နော်မတိကြီးစွန်ပြုတ်နိုင်ရတာလေ All of a sudden, I realized I was living without recognizing the sacrifice. အဲ့ဒီအချိန်မှာကျွန်တော်သိလိုက်ရတာဖခင်ရဲ့ပေးထားတဲ့နော်ပေးဆက်ခြင်းတွေကိုကျွန်တော်ကမိတ်လျော့ပြီးတော့မှစတင်အသက်ရှင်လာတဲ့အရာကိုကျွန်တော်ပြန်မြင်လာရတယ် Sometimes we think, Jesus died on the cross for us, hallelujah. ခါတည်းမှာကျွန်တော်တို့လည်းဒီလိုပါပဲယေရှုကငါတို့တက်ကားတိုင်းပေါ်မှာအသေးခံပေးတယ်ဟာလေလုယာ And yet, Jesus went through the pain, being nailed to the cross and that sort of thing.
နော်ယေရှုကနော်နာကျင်ခြင်းတွေနဲ့ထိုးကြိတ်ခြင်းနော်တန်နဲ့ရိုက်ခြင်းကိုခံရတယ် But what about the Father's pain? နော်ယေရှုနာကျင်တယ်လို့ပဲယေရှုရဲ့အဖေဖြစ်တဲ့ဘုရားသခင်ကလည်းနာကျင်ခဲ့ရတာဖြစ်တယ် Our salvation came at a cost. ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းဆိုတာကြီးမားတဲ့အဖို့ခါနဲ့လာတဲ့အရာဖြစ်တယ် Today I just want you to stand up. အဲဒါမှဒီနေ့မှာတင်းတို့ကိုမတ်တရဖို့ဖိတ်ခေါ်ခြင်းနဲ့ Because it's so easy to lose focus. ဘာဖြစ်လို့လဲဆိုတော့နော်ကျွန်တော်တို့အာယုန်ဒီနော်အာယုန်လွဲဖို့ရန်အတွက်ကအင်မတန်မှလွယ်ကူတဲ့အရာဖြစ်တယ် It's like God's had this plan since right from the beginning. ဖခင်မှာကျွန်တော်တို့တဲ့အစအဆုံး plan တွေအစီအစဉ်တွေရည်ရွယ်ချက်တွေရှိတယ် And sometimes we just overlook the pain, the cost of the sacrifice for us. ဆိုတော့ကျွန်တော်တို့ဘဝမှာတစ်ခါတည်းရန်ဖခင်ရဲ့ပေးဆက်ခဲ့တဲ့နာကျင်ခြင်းတွေကိုကျွန်တော်တို့မျက်စိရှံသွားတဲ့အချိန်တွေရှိတယ် So just close your eyes. If you feel like you have lost focus on what we've received, on the sacrifice that's happened because of our sin. ဆိုတော့ဘောနော်ကျွန်တော်တို့ဒီချိန်မှာမျက်လုံးမိတ်ပြီးတော့မှဘောနော်ကျွန်တော်တို့အဖြစ်အတွက်ကျွန်တော်တို့အတွက်အဖိုးခပေးခဲ့တဲ့သူရဲ့နာကျင်ခြင်းတွေသူတို့ဖြတ်ကျော်ခဲ့ရတဲ့ဟာကိုပြန်လည်ပြီးစင်ကြင်ရအောင် Just say, sorry, God, I'm just going to come back to you. နောက်ပြီးရင်ဖခင်ကိုတောင်းပန်တဲ့စကားတွေပြောရအောင်ကိုရောထံပြန်လာပါမယ်လို့ကျွန်တော်တို့ပြောရအောင် Come and make your life real in me again. နောက်ပြီးရင်ဖခင်ကိုရောကကျွန်တော်အထဲမှာပြန်ကြွလာပြီးတော့မှကိုရောကျွန်တော်အထဲကနေအသက်ရှင်ပေးပါ Forgive me. ကျွန်တော်ကိုခွင့်လွှတ်ပါ Maybe you're here and you don't know what we're talking about, what God's done and the sacrifice of Christ. ဆိုတော့ဒီညမှာရောက်လာပြီးတော့မှဖခင်ရဲ့ပေးခဲ့တဲ့ပေးဆက်ခြင်းတွေကိုမသိဘဲနဲ့ရောက်နေတဲ့သူလည်းရှိကောင်းရှိပဲ If you feel God speaking to you this afternoon, allow Him in. ဒီနေ့ခင်းမှာတင့်ကိုဖခင်စကားပြောတယ်လို့သင်ခံစားရတယ်ဆိုရင်တင့်ဘဝထဲမှာဖခင်ကိုဝင်လာခွင့်ပေးပါ Just say, I'm sorry, God, because I've been living my selfish life. ပြီးရင်ဖခင်ကိုတောင်းပန်ပါတယ်ကျွန်တော်တကူကောင်းဆန်တဲ့အသက်တာနဲ့အသက်ရှင်ခဲ့မိတယ် Even as Christians, sometimes we can still live the selfish life. ကျွန်တော်တို့ယုံကြည်သူများပင်လေတော့မှတကူကောင်းဆန်တဲ့အသက်တာတွေနဲ့အသက်ရှင်တတ်ပါတယ် Let's turn back to God this afternoon. ဒီနေ့လေမှာကျွန်တော်တို့အတူတကွဖခင်ထံကိုပြန်လှည့်ရအောင် Don't ignore the salvation. Don't ignore the sacrifice that's happened for us. ဖခင်ရဲ့ကယ်တင်ခြင်းဖခင်ရဲ့ပေးဆက်ခြင်းကိုကျွန်တော်တို့လေ့လူမရှိထားပါနဲ့ Just pray in your heart. ဒီနှ Lord, လုံးသား I'm တွေကနေ sorry. စကားပြောပါဖခင်ကိုရောကိုတောင်းပန်ပါ I'm sorry, God. ကိုရောကိုတောင်းပန်ပါတယ် I turn my life around now. ဒီချိန်မှာကိုရောထံကိုကျွန်တော်ဘဝကိုပြန်လှည့်လာပါတယ် I'm going to follow you now. ကိုရောရဲ့နောက်ကိုလိုက်ပါမယ် I'm going to return to you. ကိုရောထံကိုပြန်လှည့်လာပါမယ် I give my life to you. ကျွန်တော်ရဲ့ဘဝကိုကိုရောထံပြန်ပေးပါတယ် So we pray for these people. နော်ခုနကတော့ကျွန်တော်တို့ဒီဘုံထဲမှာရှိတဲ့သူတွေကိုဆွတ်တောင်းပေးသလိုပဲ People will be turned back to God again. နော်သူတို့တွေကလည်းဖခင်ထံကိုပြန်လှည့်လာမှာဖြစ်တယ် Let me just pray. Father, သူတို့ကဆွတ်တောင်းရအောင် we just thank you for the sacrifice that you gave for us. ကိုရောပေးဆက်ခြင်းတွေအတွက်ကိုရောကိုကျေးဇူးတင်တယ် We just look at the pain that you went through. ကိုရောကြော်ဖြတ်ခဲ့တဲ့နာကျင်ခြင်းတွေကိုကျွန်တော်တို့ပြန်လည်မြင်ရအောင်ပါတယ် The pain that your son went through. ကိုရောရဲ့သားယေရှုခရစ်တော်ဖျားကြုံတွေ့ခဲ့ရတဲ့နာကျင်ခြင်းတွေကိုလည်းပြန်သိမှတ်ပြုပါတယ် Lord, if we ignored you, we haven't given you enough of our attention. We apologize. We're ကို sorry. ရောကိုမေ့လျော့ပြီးတော့မှကိုရောကိုသားသမီးတို့အာယုံမပြုတ်ခဲ့မိတဲ့အရာတွေကိုရောကိုကြောပေးမိတဲ့အရာတွေအတွက်ကိုရောကိုတောင်းပန်တယ် Just take our lives, take our hearts. ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့နှလုံးသားကိုဒီနေ့မှာကိုရောပြန်လည်သိမ့်ပိုက်ပါ Bring us the joy that you have. ကိုရောအထဲမှာရှိတဲ့ဝမ်းမြောက်ခြင်းကိုကျွန်တော်တို့ကိုပြန် Bring ပေး us ပါ the life that you have. ကိုရောအထဲမှာရှိတဲ့အသက်ကိုကျွန်တော်တို့ကိုပေးပါ Bring us direction for our future. ကျွန်တော်ရဲ့အနာဂတ်အတွက်လမ်းညွှန်ပေးပါဖာ Bring us joy, Lord. ဝမ်းမြောက်ခြင်းကိုပေးပါ Lord, we just give our lives to you today in Jesus' name. ဒီနေ့မှာကိုရောဖျားထံသို့ကျွန်တော်တို့ရဲ့အသက်တာကိုပြန်လည်ပြီးတော့မှစက္ကန့်အနံပါ၏ Amen. အာမင်